ငါတို့ပဲဒီကတော့ငါတို့ကကိုရီးယားရှိတယ်တော်တော်ကြီးလာခဲ့လို့ပြောတယ်မင်းညံ့ပါဦးလားအလူမိုင်းမိုင်းလည်းဖုံးဆက်ပါတယ်ကျွန်တော်နည်းနည်းအကူပြောပြတယ်ကိုတိုးတို့လည်းကျွန်တော်ပြောပါတယ်ခင်ဗျနည်းနည်းနောက်ကြမယ်လို့ကျွန်တော်10ပေါက်ဝင်ပါလို့တော်လို့ငါပြောလုံနဲ့ခွေးစီပိန်သွားမယ်ခရခရဘေးစီပိန်သွားမယ်မလုံနဲ့မကွမ်းချစ်အဲ့တော့ပြောကျွန်တော်တနားကြီးလောက်ဆောင်းလဲတော့တော်တော်ကိုဆောင်းလဲမလေးတော့ငါလာမကြိုက်တာမဟုတ်ဘူးခင်ဗျာဆောင်းနေလို့နောက်ကြနေရတယ်ကိုလူရခီးနဲ့ဘာလို့မှမကြည့်ဟဲ့လူဘာလို့မလို့မိုးရတော့မှမလို့ခါတော့လိုက်ဦးမယ်ကျွန်တော်မှလည်းပြောကျွန်တော်နောက်တက်နေတာကြားကြုံချက်တာမဟုတ်ပါဘူးမြောက်တော့အတွက်ကျွန်တော်ပညာသင်နေလို့ပါနောက်တော့တက်ပြီးသားသူပညာတတ်တယ်ပဲမင်းသင်ရမလို့တခုကျွန်တော်ပြောချင်တာကရန်ကုန်မှာကျွန်တော်ဆရာတယောက်ရှိပါတယ်ကျွန်တော်ဆရာအားလုံးသိပြီးသားဖြစ်မှာပါမသိတဲ့သူလည်းသိမရှိပါဘူးအတန်တုဝိဇ္ဇာကျဲတလုံးနဲ့ကြားဘူးလားကျဲတလုံးအေးကြားဘူးလေအားလျှောက်ပြောနေဘယ်လိုကြားဘူးလားဟုတ်လေစာအုပ်ထဲမှာဖတ်ဘူးတယ်ကျဲတလုံးဆိုရင်အားလျှောက်ပြောနေတာတကယ်ရှိရဲ့ဒါကမသိဘူးသူကတကယ်ရှိရဲ့အတန်ဝိဇ္ဇာအတန်တုဆရာဦးကျဲတလုံးရှိမှာကျွန်တော်ပညာသင်ခဲ့ပါတယ်အတန်တုနဲ့ပတ်သက်တာကြိုက်တဲ့အတန်တုကိုကျွန်တော်ကုန်ရပါတယ်ခင်ဗျဝဲဦးတွတိသိန်းတာကြော်ဟင်းလို့တော့မလို့အတန်ဖြစ်နေတာကြော်ဟင်းလို့အတန်ဖြစ်နေတယ်လေးပါကြော်ဟင်းလို့အတန်ဖြစ်နေပထမဆုံးနှုတ်စီဘူးရှာလိုက်ကြော်ဟင်းလို့အတန်ဖြစ်နေနှုတ်စီဘူးရှာနှုတ်စီဘူးတွေကိုခါချင်း9កောင်ထည့်လိုက်ထပ်ပြီးရင်အဲ့ဒီနှုတ်စီဘူးနဲ့ဖင်ဝါကိုပိတ်ထားလိုက်ခါချင်းနဲ့အသက်ရှူချက်ပြီးဖေကိုကိုက်ပြီးဖေကိုက်တဲ့ချိန်ကြော်ဟင်းဖြစ်ပြီးဘယ်လိုလဲဟိုက်မကြည့်လာပြီခါချင်း9កောင်ဖေနဲ့ထည့်တာနော်ခါချင်းကိုရှာအောင်ပါစားရတာကျော်ရုပ်ကလူရအားလုံးလေးစားရလားကျော်တော့ကျုံးဖင်ထဲမှာခါချင်း9កောင်ရှိတယ်ကိုက်တယ်ရာဟမ်အမတကောင်ဖင်ထဲကိုဝင်မှုစူးစားနေတယ်ဒါပေမဲ့မရဘူးကျုပ်ဖင်ရှုံထားတယ်အဲ့ဒါကြော်ဟင်းနေရဝင်းဦးလို့တာဖြစ်ရှင်လားဝင်းဦးတာဖြစ်ရှင်လေပထမဦးဆုံးဝင်းချုပ်လိုက်ဝင်းချုပ်လိုက်ချုပ်ပြီးသွားပြီလားချုပ်ပြီးသွားတဲ့ဝမ်းတို့ဆွေပြန်စားလိုက်အဲ့မှာဝင်းကသွားကြည့်တယ်လို့မသွားကြည့်တယ်လို့စက်ငယ်ဖြစ်တဲ့အချိန်မှာလူရှင်းတဲ့အိမ်နာမှာမကျင့်နဲ့လူရှုပ်တဲ့ဟိုးဝင်းနဲ့အိမ်နာမှာကျင့်အလူရအိမ်လားအဲ့ဒီအိမ်နာထဲမှာစောက်နေအပြင်ကလူတယောက်ကတကားလာခောက်ပြီးအိမ်နာတက်ချင်လို့ဟေးအိမ်နာလူရှိတာအဲ့မှာဝင်းဦးနဲ့ကျင့်တာလို့ကိုကဝမ်းသွားကြည့်လို့မသွားကြည့်ဖြစ်နေတာလေအော်အဲ့နာထဲမှာလုံးရှိပါတယ်ဗျာလောဝဲဟဲ့လူများလုံးကကိစ္စပြီးထွက်ပြအောင်လုံနေတာပဲလေဗျာအော်ထွက်မထွက်နိုင်တော့ဗျာဝဲအဲ့တော့အတန်တူနဲ့ပတ်သက်တာကြိုက်တဲ့တိရစ္ဆာန်ပြောကြိုက်တဲ့အကောင်ပြောအဲ့ဒါလည်းကြည့်ကောင်းတာဒီကောင်ပေါ်ဦးလေကွာခွေးတာရတယ်အခွေးကကြည့်လို့နဲ့ခွေးပေါက်စားတာရတယ်ခွေးနဲ့ခွေးပေါက်စားနဲ့ကပ်ပြီးခွေးပေါက်စားနာပြီးပြီးသွားတယ်အစကြတယ်ဘလို့ခွေးနဲ့ခွေးပေါက်စားနဲ့ကပ်တယ်ခွေးပေါက်စားကိုက်ခိုင်းပြီးနာပြီးတော့ထွက်ပြီးသွားတယ်ခွေးကြီးလာပြီတကယ်ခွေးတယ်နော်ခွေးတယ်နဲ့တူတယ်လို့ပါဟာတကယ်ခွေးကြီးတယ်ပဲရှိသားချင်းစိတ်တော့ပေါက်တာဆိုင်လို့ဆိုင်ခွေးအကောင်လေးရလဲခွေးပေါက်တယ်ချီးပုံပါခွေးရောအကောင်လေးပါလေဆိုင်လို့ခွေးကြီးခွေးတယ်လေโอเคတဘောကြသွားပြီအဲ့ဆိုရင်ခွေးဘဝနဲ့တော်တော်နီးနေပြီကွာကျေးဇူးတင်ပါတယ်ခွေးလေးကိုအားပေးတဲ့အတွက်ခွေးလေးရဲ့ကျေးဇူးတင်ပါတယ်ရပြီဗျာအဲ့တော့ကျွန်တော်ကဇလန်းတစ်ပုတ်လုံးကိုကျွန်တော်ဗဇက်ကအတန်တူးနေကျွန်တော်သွားမှာတနက်ပြစ်တဲ့တန်လေးဘာတွေပါမယ်တော့မကြောက်နဲ့တော့တကယ်ပြစ်တာမဟုတ်ဗဇက်ကပြစ်တာဘယ်လိုပြစ်မလဲဘာလာလိမ့်မယ်တကယ်လာလိမ့်မယ်ဗဇက်ကပြစ်တာလို့ပြောလိုက်တယ်လေဗဇက်ကပြစ်တာပါရနော်ပြစ်ပြီဗဇက်ကပြစ်တာပါအေးပါဒီကြောင်လဲလို့နင်းဒီလိုကြွယ်ထားတာမှတေးလို့ဆိုင်လို့ဒါပြစ်ငါလူကြည့်ထားအောင်တော့ရပြီဆက်ကနေပြစ်မယ်လက်ပြဖို့
ရတယ်ကြည့်တော့မရှိ ကျွန်တော်ဇလန်တစ်ပုတ်ရိုက်ကြမယ် အဲ မြင်းစီးတဲ့တန်လေးပါမယ် နင်း မြင်းကရွှေရိုးမြေပြင်ပေါ်မှာပြေးတယ်မြင်းသား မြေပြင်မှာ ကျွတ်တော့ဒီကောင်မိုက်ကိုလက်နဲ့ခောက်နေတယ်လို့ထင်ကြပါလိမ့်မယ် ဟုတ်လား ဟုတ်တယ် မြင်ပါတယ် အဲ့ဒီမြင်းကရေထဲကိုဖြတ်ပြေးတဲ့တန် ရေထဲဖြတ်မြင်းအဲအင်္ဂါကြီးလက်နဲ့ခေါက် ပါသက်ကြီးဒါဖိုးတိုင်းနိုင်လာတယ် ဒါရေထဲအဲ အာသွားđiပါနာလေဟာအဲ့ဒီမြင်းကကတ်ရလက်မတက်တဲ့တန် အဲဟုတ်တယ် အဲ့တော့ကျွန်တော်ဇလန်တစ်ပုတ်ရိုက်ပြမယ်အဲ့တော့ရွာပဲဖြစ်ဖြစ်ကျွန်တော်ဒီဘက်ကဖြစ်ချုပ်ချောချောဘော်ဒီတောက်တော့မင်းသားတစ်လက်ကြော့ပါခင်ဗျာ မန္တထဲတော့ငါတယောက်ရှိရထင်တာပဲ ချုပ်ချောချောဘော်ဒီတောက်တော့မင်းသားဝါမင်းသားအင်္ဂလိပ်မင်းသားလေးမိုက်သွားပြီကွာဒီကောင်းနာမည်ဂျက်ကီ21 ခွေးကွာ ဂျက်ကီ21ဆိုနာဟုတ်ပြီမင်းသားတခုလို့လေကျွန်တော်ဇလန်နဲ့မှာပါမယ်ဆိုမင်းသားတန်နဲ့အုတ်ထုတ်တယ်လို့လုပ်ပါတယ်တွားချခဲ့ပါ မင်းသားကိုအုတ်ထုံငါကြပါဦး ကျွန်တော်ဇလန်တစ်ခုလုံးကိုဒိုးမဇလန်တစ်ခုလုံးကိုကျွန်တော်အတန်တူးနဲ့လုံးမှာနော်အတန်တူးနဲ့လုံးမှာဆိုတော့ဒိုးမတို့ဘက်ကလည်းနည်းနည်းလေးပြင်စင်တာပါနောက်တော့ပြပါလို့ဗသက်ကလောက်ရတာဆိုတော့နည်းနည်းလေးမပြေတာရှိရင်ဟောဖြစ်မှာပေါ့နော်အဲ့တော့မင်းသားညင်စီးမယ်ပထမဆုံးမင်းသားကချစ်သူတွေကိုတော့မဲ့ဇလန်ဖြစ်တယ်မင်းသားရဲ့နာမည်ကဂန္ဓဝင်လူသားကြီးမတ်တင်တန်း ခက်ကြမ်းကြမ်းလေးမှတ်ပါဟဲ့မင်းကဘယ်လိုသွားရောင်းမလို့လို့မတ်တင်တိုင်း ဂန္ဓဝင်လူသားကြီးမတ်တင်တန်းစတာမင်းရောဂါကြီးတောင်းစိန် ဒီကြတော့ပါ အဲ့ပတ်စံကပြဲကုန်ပြီ အမအေးရဘာဖြစ်မလို့တန်တည်းဘာဖြစ်လဲ လက်ရရော ရကြတော့ โอเคရပြီမင်းသားချစ်သူတွေကိုတော့ဇလန်ဖြစ်တယ်မင်းသားချစ်သူတွေကိုတော့ဇလန်ဖြစ်တဲ့အတွက်မင်းသားဟာရန်သူအင်အားနဲ့များတယ်တိုက်တဲ့ခါနဲ့ရန်သူအင်အားများတဲ့အတွက်မင်းသားစဉ်းစားတယ်ဟာတဲ့ချစ်သူတွေကိုသွားမှာပဲတဲ့ဒီတိုင်းသွားရင်တော့ချင်းချင်းသွားရင်တော့ကြာမှာกว่าတဲ့အဲ့တော့ငါကုန်းချောင်းရှောက်မယ်ကြီးကြဆတာပါမြင်းစီးသွားမယ်ငါရဲ့စီးတော့မျိုးဆွဲချုပ်စီးတော့မျိုးသွားထုတ်မင်းကခဏမငြင်းဘူးဖြစ်ပြန်ပြီးဆွဲထုတ်တယ် ညင်းရတော့ချာ မြင်းကခဏမငြိမ်အဲ့ဒါမြင်းစပိုးလေးကိုပတ်သက်ဆုတ်တော့ချော့မိုက်တယ်ဝါတယ်မြင်းမငြိမ်နေလားမသိဘူးပတ်သက်တရှိရှိဝင်ကုန်နေတယ် ညင်းရပြီ မင်းကမြင်းမို့ခုန်တက်ခေခွေးတက်နေမိတယ် အခုက မင်းကမြင်းစီးတယ်ဒီတီတွန်းလာလားဟုတ်တာလား ညင်းစီရတယ်ကွာ နားနဲ့စီးပါကွာစပါဟိရေပေါ်ထိုးတာလားလက်သမား ညင်းစီတာညင်းစီတာ လက်သမားလုံးမ မ လဲ င်းသားကိုလှုပ်နေဆုံးနေညင်းစီ နားနဲ့စီးပါစတယ်မင်းသားကျွတ်သူကိုတွေ့ချင်ဆိုရင်မင်းကိုဒီကပြန်စီးတယ်တားစီးဘုရားကစီးတယ်တားစီးတယ်ကွာမတားစီးတယ် ငါညင်းစီရနဲ့မတူမိကနှုံးနေတဲ့အတိုင်းပဲ ကြီးကစားတယ်မြင်းစီးတယ်မင်းသားဟာကျွတ်သူကိုတွေ့ချင်တော့တယ်ဘယ်လိုပဲတော့တော့ညခုလက်တနေရာမှာမိုးလေဝတ်ကြောင့်မိုးလေးတွေဖွဲဖွဲရွာတယ် ဘာလို့လား မိုးချုံပြစ်တာ မင်းသားမိုးချုပ်ပြစ်တယ် မင်းသားအကုသို့များတယ်ပြောရဲဆိုရင်မိုးလေးတွေဟာတိတ်သွားခဲ့ပါပြီ တိတ်သွားပြီဆို ဘာလို့လား လက်ကြံမိုးချုံ လက်ချံကိုမချမ်းဘူး မင်းသားမြင်းစည်းသွားတယ်တောင်တော်တဲ့နေရာရောက်မှာလူဆိုးကမင်းသားကိုတလက်နဲ့လမ်းပြစ်လိုက်တာမင်းသားလူကိုမမှန်ပဲမျက်နာကိုမှန်သွားတယ် မျက်နှာနဲ့လူပဲလေ လူပဲလား သိပါပဲ မသိဘူးကလူမဟုတ်ဘူးမဲ့ ဟုတ်မှန် မျက်နာကိုမှန်မယ်ဟုတ်တော့ကလေးကိုရှက်မှန်သွားတယ်စလုံးမိုးရှင်အခါလာလိုက်တာဟဲ့စလုံးမိုးရှင်ပါစို့အမေလက်နဲ့လွတ်လိုက်တယ်လို့ပဲ ငါကဗဇက်နဲ့ပြင်တယ်လက်နဲ့မလို့ဘာနဲ့လို့မှာတော့ ရည်စည်းသွားတယ်နောက်ကရန်သူတွေကတက်လိုက်ပြီမင်းတို့ကလည်းပြစ်တယ်မင်းတို့ရှောင်းလိုက် ဟုတ်ကဲ့အဲ့လောက်ပြင်တော့မှန်လောက်တယ်နော်ရှောင်းလို့ရလောက်ဘူး တားကြီးများသွားတယ် တက်ချင်းချင်းပြင်မှရှောင်းရမှာလေကားတော့ပြေတော့မယ်တက်ချင်းချင်းပြင်မှရှောင်းရမှာလေ ပြစ်မလို့
ပြပြီပြပြီနင်နာစိတ်လို့ပြီးတော့ခါကြမှာဗါတနက်ကိုဆွဲထုတ်ဘာကြီးလို့ဘာကြီးလို့ ပစိုးပါလာလို့ တနက်ကိုဆွဲထုတ်ရှေ့ကိုပြစ်နောက်ကိုပြစ်မိုးတော်ပြစ်ခါရောက်တယ်ထုတ်ရှေ့မှာရမ်းဆွဲထုတ်ရှေ့ကိုပြစ်နောက်ကိုပြစ်မိုးတော်ပြစ်ခါရောက်တယ်ထုတ်ဂျာဒူဆွဲထုတ်ရှေ့ကိုပြစ်နောက်ကိုပြစ်မိုးတော်ပြစ်ခါရောက်တယ်ထုတ် ဟေ့ကြီးပွားနေအောင်ပြည့်ရတိုင်း မင်းသားရှင်းလာတယ်ဒီတိုင်းပြည့်တော့မင်းရန်သူတွေအရင်များတယ်တနေ့နဲ့ပြည့်မနိုင်ဘူးတဲ့လက်ပြဘုံနဲ့ထုံးမယ်ခါကြမှာပါတယ်လက်ပြဘုံထုံးမစက်နဲ့ကြိုက် မပေါက်နဲ့လေ စနေကမဖြုတ်နေလေကွာလက်ပြဘုံထုံးမစက်နဲ့ကြိုက်ပြည့် ဒီလေးပါတော့တလားနေလို့ကြပါမလား ပေါက်ပြီပေါက်ပြီအစင်ပြေတော့ခုနလေးကြားပြတယ်ခင်ဗျာ